မင်္ဂလာပါဗျာကျွန်တော်ဝိဒါပြန်လဲကြိုးသွဲပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကကျွန်တော်ဆိုင်မှာကျွန်တော်နေရ customer တွေအမေးများတယ်ပေါ့နော်။ဘာတွေမေးလဲဆိုတော့3သိန်းနဲ့4သိန်းဖုန်းပေါ့နော်။အဲ့တော့ကျွန်တော်တို့သိတာကအရင်တော့က3သိန်းနဲ့4သိန်းဖုန်းဆိုရင်ကျွန်တော်တို့မီပဲဖြစ်ဖြစ်တခြား brand ဖြစ်ကောင်းကောင်းဖုန်းတစ်လုံးရတယ်ပေါ့။အခုကျွန်တော်တို့ဒီ2020ကျောင်းမှာငွေစည်းအခြေအနေကြောင်းရင်ပြီးတော့ဖုန်းစည်းမြင့်တက်နေတဲ့အချိန်ကြောင်းမှာ3သိန်းနဲ့4သိန်းဖုန်းကလုံးဝအဆင်မပြေတော့ပါဘူး။ဘာလို့လဲဆိုတော့ parking အစ်စ်မှာလုံးဝမလာတော့ဘူးဗျာ။ကျွန်တော်တို့ပြောချင်တာကငွေ3သိန်းနဲ့4သိန်းကိုရှိမှရှိတယ်ဆိုရင်ကျွန်တော်အကြံလေးတစ်ခုပေးခြင်းနဲ့3သိန်းနဲ့4သိန်းမှာထွက်တဲ့ဖုန်းကစက္ကန့်နဲ့ refer ပဲထွက်တော့တယ်စက္ကန့်ဆိုရင်တော့ကျွန်တော် customer တွေတည်ပြီးသားစက္ကန့်ဆိုတာအဟောင်းပေါ့နော်ကျွန်တော်တို့သုံးပြီးသားပြန်ရောင်းတယ်ပြန်ဝယ်ရတယ်စင်ရင်နဲ့ပေါ့နော်စက္ကန့်က refer ဆိုတာတော့ကျွန်တော်တို့ဒီလိုဖုန်းမျိုးတွေမှာဒီလို series စိတ်ကလေးတွေကတ်ပြီးတော့ပေါ့နော် refer ဆိုပြီးလာတာရှိတယ်refer ကအသစ်လားဆိုတော့ကျွန်တော်တို့ဘူးကလာရင်တော့ parking အသစ်ပဲလာတယ်ဗျာဒါပေမဲ့သူက body တစ်ပြီးတော့အထက်ကစပြားကတရုတ်စပြားပေါ့နော်တရုတ်စပြားဆိုတာ quality မပြည့်ဝတဲ့စပြားမို့သူကတုံးတာကျွန်တော် customer တွေကကျွန်တော်ကစင်ရင်နဲ့ပေါ့နော်ပြောပြချင်တာက3သိန်း4သိန်းကကိုယ်မှငွေရှိရင်ဒီငွေလေးကိုနည်းနည်းထပ်စုပြီးတော့ကုမ္ပဏီတော့ကထွက်တဲ့ကျွန်တော်တို့ဒီ Infinite လို့ဖုန်းမျိုးပေါ့နော်ကျွန်တော်က Infinite ကိုအကြိုက်ဆုံးလို့ပြောတာမဟုတ်ပါနဲ့ဒီငွေစင်းမှာ Infinite ကထွက်ထားတဲ့ Smart Model ရဲ့အဆင်ပြေတယ်ပေါ့နော်ဒါကကျွန်တော် recommend ပေးခြင်းတဲ့ model တစ်မျိုးပေါ့နော်ဒါကျွန်တော်တို့ဒီ model ဆိုရင် model က Smart ဖြစ်တယ်သူကကြတော့ငွေစင်းအနေနဲ့ဆိုရင်9သိန်းနဲ့9900ပေါ့နော်ဒီကောင်ကအခုလက်ရှိဈေးအရဆိုရင်တခြားဈေးတက်နေတဲ့ဖုန်းတွေနဲ့ဆိုင်တော့3ကောင်းတဲ့ဖုန်းတွေမှာပါတယ်